ရန်နေငယ်ကြပြီးတဲ့နောက်မှာကာရစ်ကိုယူနိုက်တက်အသင်းသားတွေဘယ်လိုထင်ကြသလဲဆိုတာအခုလိုပြောလာကြပြီ။မိုက်ကယ်ကာရစ်ကမန်ချက်စတာယူနိုက်တက်ရဲ့ယာယီနီးပြဖြစ်2025-26ရာသီကုန်ထိတာဝန်ယူလိုက်ပြီဖြစ်ပြီးကာရစ်နဲ့၄ချိန်ကွင်းစီကိုရောက်ရှိလာခဲ့သူ့ရဲ့လွှမ်းမိုးမှုကကစားသမားတွေအတွက်ကတော့စိတ်တက်ကြွမှုကိုဖြစ်ပေါ်စေတယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်။အရင်နီးပြအမိုရင်ကအသင်းပုတ်ဖွင့်နဲ့ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့ပြီးတော့14လအကြာမှာယာရူကနေနှုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့သူ့ရဲ့နိုင်ပွဲရရှိမှုနှုန်းကလေဆိုင်းလက်ဖာဂူဆန်နောက်ပိုင်းမှာအနည်းဆုံးဖြစ်ခဲ့တာကြောင့်မလို့အသင်းရဲ့အခြေအနေကတော်တော်လေးကိုဆိုးရွားနေခဲ့တာပါ။ကာရစ်ကကလပ်ဂန်ဝင်ဆိုးရှောက်ကြော်ဖြတ်ပြီးတော့ဒီယာရူကိုရရှိခဲ့တာဖြစ်တယ်လို့သူ့ရဲ့နီးပြအဖွဲ့ဝင်တွေဖြစ်စတီဖ်ဟော်လန်ဂျိုနီအီဗန်နဲ့ဂျိုနာသန်ဝူဂိတ်တို့ကိုခန့်အပ်ကအသင်းကိုပြုပြင်ပြောင်းလဲဖို့ပြင်ဆင်နေပါတယ်။အရင်ကဒါရင်ဖလက်ချာယာဒီကင်တွေခဲ့စဉ်မှာဘရိုက်တန်ကိုရှုံးနေခဲ့ပြီးတော့ FA Cup ကနေထွက်ခွာခဲ့ရတာကြောင့်မလို့အခုတခါမှာတော့ကာရစ်အတွက်ပရီးမီးယားလိမှာအဆင့်၄အတွင်းဝင်မှုကသာတခုတည်းသောရည်မှန်းချက်ဖြစ်လာခဲ့ပါပြီ။အသင်းသားတွေကြားထဲမှာတော့ကာရစ်လိုမျိုးလေးစားခံရတဲ့လူတစ်ယောက်ရောက်လာကြမလို့ငါတို့အတွက်အခွင့်အရေးအသစ်တွေရပြီဆိုတဲ့စိတ်လှုပ်ရှားမှုနဲ့အတူတူအုပ်စုတွင်အခြေအနေကတည်တသာပြန်လည်ပြီးတော့ကောင်းမွန်လာနေတာပါ။လာမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာကာရစ်ကသူ့ရဲ့ပထမဆုံးစမ်းသပ်ချက်ဖြစ်ပက်ဂွာရီယိုလာရဲ့မန်ချက်စတာစီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အာဖရိကဖလားနဲ့ပြန်လာမယ့်အာမတ်နဲ့ဘရိုင်ယန်အန်ပွဲမှုတို့ရဲ့ပါဝင်လာမှုဟာလည်းသူ့အတွက်အင်အားဖြစ်စေမှာပါ။လက်ရှိမှာကလပ်တာဝန်ရှိသူတွေဖြစ်ကြတဲ့ဆာဂျင်ရက်လစ်ဂျေဆန်ဝဲကော့နဲ့အိုမာပါရက်တာတို့ကလူရာသီမှာအမြဲတမ်းနီးပြဖြစ်ခန့်ဖို့အတွက်အိုလီဗာဂလက်စနာသောမတ်တူချေနဲ့ဂျူလီယန်နာဂက်စမန်တို့ကိုစောင့်ကြည့်နေကြပေမဲ့အခုလောလောဆယ်မှာတော့ကာရစ်ကသာအသင်းကိုဖာဂူဆန်ခေတ်လိုမျိုးဂုံတိတ်ခါမျိုးကိုပြန်လည်ရအောင်လို့စူးစမ်းပေးရမယ်သူဖြစ်နေပါတယ်။ယူနိုက်တက်ကစားသမားအနေနဲ့နီးပြမိုက်ကယ်ကာရစ်ပေါ်မှာအထားရှိတဲ့ယုံကြည်မှုဟာလာမယ့်ဒါဘီပွဲအတွက်အင်မတန်ကိုမှအရေးပါတဲ့စိတ်သက်ခွန်အားတစ်ခုဖြစ်လာမှာသိကြပါတယ်။ပုံမှန်ပြင်နီးပြအသစ်တူရောက်ရှိလာတဲ့အချိန်မှာကစားသမားတွေကသူတို့ရဲ့အရေးချင်းကိုတက်တည်ပြခြင်းစိတ်ပိုများလာသလိုကာရစ်လိုအသင်းရဲ့အစင်လောင်နားလည်ပြီးတော့လူချစ်လူခင်များရဲ့သူမျိုးနဲ့ဆိုလို့ရှိရင်အဝေးလဲကန်းတွင်းမှာစီးလုံးမှုကိုပုံမခိုင်းပါစေနိုင်ပါတယ်။အထူးသဖြင့်မန်စီလိုမျိုးအသင်းနဲ့ကစားမယ်ပွဲမှာနီးဗျူဟာပိုင်းပြင်စိတ်ဓာတ်ပိုင်းတက်ကြွနေဖို့ကအဓိကကြအကြောင်းမလို့အခုလိုအချိန်တွေကယူနိုက်တက်အတွက်အနိုင်ရလက်ဒါမှမဟုတ်အနည်းဆုံးအမှတ်ရအောင်လို့စွမ်းဆောင်နိုင်မှုအတွက်အခွင့်အရေးအများကြီးရှိသွားစေပါတယ်။မိုက်ကယ်ကာရစ်ကစားသမားဘောမှာပက်ဂွာရီယိုလာရဲ့အသင်းတွေကိုအချင်းချင်းရင်ဆိုင်ခဲ့မှုတဲ့အတွေ့အကြုံရှိသူဖြစ်တာကြောင့်မလို့မန်စီးရီးရဲ့ကစားဟန်နဲ့အားသာချက်အားနည်းချက်တွေကိုကောင်းကောင်းသိရှိနေမှာပါ။သူကကွင်းလေလူတူဖြစ်ခဲ့ရတဲ့အညီပွဲဖက်နိုင်စွမ်းမြင်မာသူဖြစ်လို့ဂွာရီယိုလာရဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးယူတဲ့နီးဗျူဟာကိုတံပြန်နိုင်မှုအတွက်စနစ်ကျတဲ့ခံစစ်အစီအမံနဲ့လင်မြန်တဲ့တုံ့ပြန်တိုက်စစ်တွေကိုအသုံးချလာနိုင်ပါတယ်။